ကြောက်ကိုလည်းတပည့်တော်တို့ကကြောက်ရတယ်ဗျနှစ်ချက်ရှိတာပေါ့နံပါတ်1ချက်ကဘာလဲဆိုရင်1988ခုနှစ်တိုင်းပြည်ပြတ်တဲ့ခါမှာတပည့်တော်တို့စားကြမရှိဘူးစားကြမရှိတဲ့ခါမှာတရုတ်ရှိကနေမူဆယ်လမ်းကျောင်းကနေတွင်းရတယ်တွင်းရတဲ့ခါကျတော့မူဆယ်လမ်းကျောင်းကတွင်းလို့တပည့်တော်တို့အသက်ဆက်လို့ရတာအဲ့ဒီကျေးဇူးလေးတော့သူ့ကိုတန်ပြီးတော့ကြည့်ရမယ်နံပါတ်2တပည့်တော်တို့နေဆက်မှာထောက်ကြတောင်းကြတဲ့ဘကပါဆိုတာရှိတယ်အဲ့ဒါတရုတ်ပြည်ကနေထောက်ပံ့ထားတာအဲ့တော့ဒီဘွဲတွေအားလုံးကိုတပည့်တော်တို့ကလိုက်တိုက်နေရတဲ့ခါမှာတိုက်ပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဘာမှမလုပ်နိုင်အဲ့တော့အဲ့ဒီစီးပွားရေးဒီတရုတ်အစိုးရနောက်ကထောက်ပံ့ထားလို့အဲ့တော့တင်လျှောက်ပင်အစိုးရတက်လာတဲ့ခါမှာဒီထောက်ပံ့မှုတွေအကုန်ဖျက်လိုက်တဲ့ခါကျတော့ဘကပါချုပ်ငင်းသွားတာပေါ့ချုပ်ငင်းသွားတာပေါ့ကြောက်လို့တရုတ်နဲ့လည်းရံမဖြစ်ရဘူးရလို့ဒီတင်းမလေးပါလို့မရရင်ပြီးတော့လည်းမရဘူးချက်ပေးတယ်မယ်လုံးဆရာရှိကြတယ်ကျင်းတယ်ဗျာပြီးလို့သွားမယ်